လောက်ပါစေမိမရဲ့ငါငငယ်လေးကအမှုပညာယူတတ်တာသူ့အလှပါတယ်ရန်ကိုပြသခြင်းလား အညီလေးကိုကြိုက်တာအားကြလိုက်တော့ဟဲ့တနေ့တနေ့ကျမမှာမိုးလင်းမိုးချုပ်ရှော့ဖုံးချမ်းရပြုတ်ရနေလေ तू ကတော့အဲ့ချိန်မှာတနေ့ကုန်အချိန်ကုန်နေတာ ပေါင်လေးတွေဖြည့်ပြီးသွားလို့ရှိရင်တော့ဓာတ်ဖက်နဲ့လေးယူပြီးတော့မဆီမှာထွေမီလေးတိုက်ရပါလို့ရှင် အိမ်ပြန်လာတဲ့ချိန်ကိုမိမလှလှပပလေးများဝှက်ပြီးတော့ငါ့ကိုချိုးလာကိုတော့ကမျက်ပုံစံကြည့်ရတာစားကြနေတော့ရှိ အဆန္ဒတွေပြေဝရပြီးတော့တပ်ပင်မမှန်ရှာခဲ့ရမြအရာအားလုံးရှားကြုံနှက်ပါတယ်မင်းမေအဲ့ဘက်ကပေါက်ပေးပါလားတတရှင်းထုတ်ရှင်လို့မေ အမလေးရှင်းတဲ့ကြုံညားလာလဲနှစ်တည်းလည်းမနေတော့ခုမှဘာလဲလာမျောလင့်လာလဲ တရှင်းထုတ်ပြီးအမေပြန်ပေးမှာဝမေရဲ့ဟုတ်ပါမေရဲ့မေ သားရေသားအိုးခက်တော့တာပဲကွယ်
မေခွန်းလေးတစ်ခုမေးချင်တယ်ရှင်မေးပါကဲဘာခွန်အားတွေရကြလဲမမီပွဲကိုလာပြိုင်တဲ့အတွက်ရတာပါတော့လုံးမအားတဲ့ဈားတွေကနေတက်တော့ဆောတာတမီးကခွန်အားဖြစ်ပါတယ်ရှင်ကဲသမီးလေးရောဘာခွန်အားတွေရလဲရှင်စားစားပြီးတိုင်းပြတ်သွားတဲ့နှခမ်းလေးကိုလေနှခမ်းကြီးပြန်ဆိုရတာသမီးရဲ့ခွန်အားပါရှင်ကဲဟုတ်ပါပြီကဲသမီးလေးအောင်ပြောပြပေးပါဦးရှင်ထားရလေဓာတ်ရိုက်လုံးနေနဲ့အာလူတော်နည်းနည်းလေးကိုးစားတာထားအတွက်ခွန်အားပါပဲမမီရဲ့ဟုတ်ကဲ့ပါရှင်ကဲသမီးလေးအောင်ပြောပေးပါဦးသမီးရလားသမီးရပြောမှာနော်အဲ့ဒါကလေးတစ်ခုချင်းစီလိုက်ကြည့်နှလုံးတွေ့ရတယ်အဲ့ချမ်းရှင်ခုံလာပဲမရဲ့နှလုံးလေးယူဟုတ်ပြီကဲသမီးလေးအောင်ပြပါဦးရှင်ငါကလေဒူးလေးကိုပွေးပြီးလဲလျှောက်တာလေဓာတ်ဖက်ကိုကြောက်ရတဲ့ဥစ္စာလာဝဲခွန်အားပါပဲရှင်ကဲသမီးလေးအောင်ပြောပေးပါဦးရှင်သမီးကတော့တီချဲစီကနေပြီးတော့တစ်နေ့ဘာတွေများပြောမလဲဆိုတဲ့စကားကိုနားထောင်ကြည့်နေတာသမီးကခွန်အားပါရှင်အဲ့ဒါဆိုရင်သမီးတို့လည်းအားခွန်အားရရတယ်မမီကတော့ Mrs. တဲ့မေတ္တာခွန်အားရပါတယ်အမေရဲ့တာအခုလို့အမေကိုလှလှပပနဲ့မင်းသမီးတယောက်လိုမြင်တွေ့ရတော့တာအားရဝမ်းသာပီတိဖြစ်မိတဲ့အမေဒါဆန္ဒတွေလည်းပြည့်ဝရပြီပေါ့အမေရဲ့တာပင်မန်ရှာခဲ့ရမြအရာအားလုံးရှားကြုံနှက်ပါတယ်အမေ